မန္တလေးရဲ့ဒုတိယကျန်းဆုံးလို့ပြောကြတဲ့ပန်းဆွဲတောင်ကနေပြီးတော့မှပြန်ဆင်းလာခဲ့တာလေးကိုရိုက်ထားတာပါဗျဒီပန်းဆွဲတောင်ကိုတက်တုံးကကြတော့နွေရာသီဆိုတော့ပြည်နေရတော့အကုန်လုံး6တွေ့နေရပါအဓိကတော့အဲ့တောင်ပေါ်မှာကဒီလိုမျိုးဝါးပင်တွေပဲရှိတယ်ဝါးပင်တွေခြောင်နေတယ်တောင်ကလည်းတဲ့တာနည်းနည်းမတ်တာရောဝါးရော6တွေရောဆိုတော့တော်တော်ချိုးတယ်ဗျဒီဆိုင်သွားရတယ်ဒီတက်ဖူးသမျှတောင်တွေထဲမှာဆိုလို့ရှိရင်ကျွန်တော်အတွက်ဆိုလို့ရှိရင်တုတ်ကူရတယ်တကူတဲ့တော့တောင်ပေါ့နော်ဖြစ်ဒီရတွန်းလဲဆင်းရတယ်ဗျဒီတောင်ကတော့ချော်လဲခဲ့သေးတယ်ခုချိန်မိုးရသည်သွားရင်တော့သူကစိတ်ဆိုပြီးတော့လှမှာပေါ့နော်ကျွန်တော်တို့မိုးရသည်ရောမရောက်ဘူးသေးဘူးမိုးရသည်အတွင်းမှာတစ်ခေါက်တော့ထပ်သွားဖို့ရစိတ်ကူတော့ရှိသေးတယ်ပေါ့မိုးရသည်သွားရင်တော့ကျွန်တော်အကြိုက်တော့ဖြစ်မှာဘာလို့လဲဆိုတော့တတော်လုံးတတောင်လုံးကဝါးပင်နေဆိုတော့လေညှိချိုးချင်တာသူကကျတော့ဒီကြောက်တောင်တွေကတခြားကြောက်တောင်တွေတို့တိတ်အထစ်မရှိဘူးဗျာချိုးနေတာရဲ့အောက်ကဝါးရွက်6တွေရဲ့ဆိုတော့ကျတော့ခြေောက်ကတိတ်ထောက်လို့မရဘူးဖြစ်နေတာမြင်တဲ့အတိုင်းပဲဖင်တီကိုတွန်းနေဆင်းနေရတယ်ဒါတော့တောင်အောက်ဆုံးကိုပြန်ရောက်လာပြီဆင်းမှာဆိုလို့ရှိရင်ဆင်းမှာရှိတဲ့စီချန်တွေမှာလည်းဒီနဲ့ဝင်ခုခဲ့တယ်ပြီးလို့ရှိရင်ချောင်းထဲမှာလည်းရှည်စိမ်ပေးကြတယ်အဆုံးထိကြည့်ပေးကြလို့ကျေးဇူးပါဗျနောက်ဗီဒီယိုတွေမှာပြန်ဆုံကြပါလေဗျာ